အလုံးရှောက်ဖို့စဉ်းစားနေရလားအလန်းစား resume နဲ့ cover letter တွေဘယ်လိုရေးရမလဲဆိုတာပြောပြမယ်နော်မောင်လေးညီမလေးတို့ရေအလုပ်တစ်ခုလျှောက်တော့မယ်ဆိုရင် resume နဲ့ cover letter ရေးဖို့အခက်တွေ့နေကြတော့လားဒါမှမဟုတ်ကိုယ်တိုင်ရေးတာတွေကအဆင်မပြေမှစိုးရိမ်နေလားတကယ်တော့အလုပ်လျှောက်လာပေါင်းများစွာတွေကနေကိုချင်းကနေပေါ်လင်းစီမဲ့အရာကသူများနဲ့မတူတဲ့ resume နဲ့ cover letter တစ်စုံပါပဲဒါကကိုယ့်အတွက်ကိုရန်တစ်ကက်ပါပဲစဉ်းစားကြည့်ပါ recruiter တယောက်ကရှောက်လာတဲ့ဆောင်ကိုကြည့်ဖို့6စက္ကန့်ပဲအချိန်ရတယ်။အဲ့ဒီ6စက္ကန့်အတွင်းမှာသူတို့ရဲ့စိတ်ဝင်စားမှုကိုဆွဲဆောင်နိုင်တဲ့အရာကကိုယ့်ရဲ့ resume ပါပဲ။ဒါကကိုကသူတို့အတွက်ဘယ်လောက်တန်ဖိုးရှိတဲ့သူဖြစ်ကြောင်းသက်သေပြနိုင်မဲ့ marketing document တစ်ခုပါ။ဒါပေမဲ့တချို့ကဒီအရေးကြီးတဲ့ resume နဲ့ cover letter ရင်းနှီးကိုမသိကြသေးပါဘူး။ဒါဆိုရင်တော့အဖြေရှိပါတယ်။မြန်မာယူ platform ရဲ့ career development course မှာresume နဲ့ cover letter ရေးနည်းတွေကိုအခမဲ့တက်လို့ရှာနေပါပြီ။ဒီသင်တန်းတက်ပြီးရင် resume နဲ့ cover letter ရေးနည်းကိုထိထိရောက်ရောက်တက်မြောက်သွားမှာအမှန်ပါပဲ။သင်တန်းသေးစိတ်ကိုတော့ comment မှာ link ထည့်ပေးလိုက်တယ်နော်။